ဒါကမှထောက်ဖောင်ကြီးတွေထဲမှာအလန်းဆုံးနီးလန့်ပဲအရှင်ဆုံးအင်တာနက်ကိုခိုးဝင်သွားတယ်ပြီးတော့တမင်ရှည်ထားတဲ့မုတ်စိမ်မွေးတွေကိုအကုန်ရှိတ်ပစ်လိုက်တယ်အဲ့ဒီနောက်သပင်ပုံစံကိုရေနဲ့တေးသေးချာချာပြန်ပြင်လိုက်တယ်အင်တာအိုးတွေကနေကြိုတင်ပြင်ဆင်ထားတဲ့ရဲယူနီဖောင်းကိုထုတ်လိုက်တယ်ပြီးတာနဲ့အဲ့ဒါကိုချက်ချင်းလဲဝတ်လိုက်တယ်ပြီးတော့အင်တာတကားကိုတွန်းဖွင့်ပြီးအလုတ်ယုံတွေကနေတီတီငင်ငင်နဲ့ထွက်လာခဲ့တယ်လမ်းမှာသူ့ကိုခိုးကြည့်နေတဲ့အချင်းသားတစ်ယောက်နဲ့တိုးခဲ့သေးတယ်ဒါပေမဲ့သူကတော့လှဲ့တောင်မကြည့်ပဲရှေ့ကိုပဲခြေလန်းကျဲကျဲနဲ့ဆက်လျှောက်သွားတယ်ဒီလိုနဲ့ပဲသူဟာထောင်ဆောင်ဒီအကြားကနေဖြတ်ကျော်လာခဲ့တယ်ထောင်တကားဝါကိုအောင်းအောင်မြင်မြင်နဲ့ရောက်ရှိလာခဲ့တယ်ပြီးတော့သူခိုးယူထားတဲ့တကားဖွင့်ကတ်ကိုထုတ်လိုက်တယ်ထောင်တကားကြီးကိုတားရိုက်ကတ်ချစ်ပဲဖွင့်လိုက်တယ်ဒါပေမဲ့သူတကားဖွင့်လိုက်ကနဲ့ရဲတယောက်ကသူ့ကိုတားလိုက်မယ်လို့မထင်ထားခဲ့ဘူးသူတော်တော်လေးကိုလန့်သွားပြီးချွေးစီးတီတောင်ထွက်လာခဲ့တယ်တော်သေးတာကအဲ့ဒီရဲကဘာမှရိမ့်မိမသွားပဲသူ့ကိုအစ်စ်ဝင်လာတဲ့အလုတ်တင်းလို့ပဲထင်းသွားတာပါဒီလိုနဲ့သူဟာဘာမှမဖြစ်တယ်လို့မျိုးထောင်ထဲကနေထွက်လာနိုင်ခဲ့တယ်အဲ့ဒီနောက်သူကလမ်းဖေးစည်းဆိုင်တန်းကိုရောက်သွားတယ်3.4ရွမ်ပေးပြီးအဝါရောက်အကြီးတစ်ထည်ဝယ်လိုက်တယ်ကားရပ်ဖို့နေရာရှာနေတဲ့ဇိန်ခံကားတစ်စီးကိုသူတွေ့လိုက်တယ်သူချက်ချင်းပြေးသွားပြီးကားရပ်ပေးတဲ့ဝန်ထမ်းအယောင်ဆောင်လိုက်တယ်တတိစီကဘောနတ်စတီယာရတဲ့အပြင်အဲ့ဒီဇိန်ခံကားကိုပါမောင်းပြေးသွားခဲ့တယ်နောက်တော့သူကတန်ရှင်းရေးဝန်ထမ်းအခြေအယောင်ဆောင်လိုက်ပြန်တယ်ပြီးတော့ဗန်ရဲ့မြေအောက်ခန်းကိုရောက်လာခဲ့တယ်လူမရှိတဲ့အချိန်မှာပိုက်လိုင်းကိုတန်ကြိုးနဲ့အမြန်ဖြတ်လိုက်တယ်အဲ့ဒီနောက်သူအတုလောက်ထားတဲ့အလုပ်ဝင်တွေအထောက်ထားတွေကိုပိုက်ထဲထည့်လိုက်တယ်ပြီးတော့ဗန်ရဲ့ဓာတ်လေကားတွေကိုဝင်သွားတယ်ဝစ်ထားတဲ့အကြီးတွေကိုအမြန်ချွတ်လိုက်ပြီးအထဲကဝတ်စုံပြီးအဆုတ်ကိုဖော်လိုက်တယ်ပြီးတော့လက်ဆွဲတတားကိုကိုက်ပြီးဗန်တဲကိုအေးအေးဆေးဆေးဝင်လာခဲ့တယ်ကောင်တာကိုသွားပြီးဒီနေ့ကသူ့ရဲ့ပထမဆုံးအလုပ်ဆင်းတဲ့နေ့လို့လိန်ပြောလိုက်တယ်ဒါပေမဲ့ဝန်တန်းကဝန်တန်းတစ်ဝင်မဲ့အကြောင်းအကြားစာမရထားဘူးလို့ပြောလာတယ်အဲ့ဒီအချိန်မှာသူကလူ့စွမ်းအားအရင်တခြားသားကအလုပ်ခန့်စာပို့ထားပြီးလောက်ပြီးလူတတိပေးလိုက်တယ်ဝန်တန်းကမထန်တရားစိတ်နဲ့သွားရှာကြည့်တော့ပိုက်လိုင်းထဲမှာသူ့ရဲ့အလုပ်ခန့်စာကိုတကယ်ပဲတွေ့သွားတယ်ပြီးတော့သူနဲ့စကားပြောနေရင်အခွင့်ကောင်းယူပြီးတကားဖွင့်ကတ်ကိုခိုးယူလိုက်တယ်အဲ့ဒီနောက်သူဟာတကားဖွင့်ကတ်ကိုသုံးပြီးဗန်ရဲ့ငွေတိုက်တကားကိုအလွယ်တကူဖွင့်လိုက်တယ်ရှေ့မှာပုံနေတဲ့ပတ်စံတောင်ကြီးကိုမြင်တော့သူတော်တော်လေးကိုဝမ်းသာသွားတယ်သူချက်ချင်းပဲတကားကိုဖွင့်ပြီးစင်ပေါ်ကငွေတွေကိုအကုန်သိမ်းထည့်တော့တာပဲ9000လောက်အထိထည့်ပြီးတော့မှသူကျေနပ်အားရစွာနဲ့ထွက်ခွာခဲ့တယ်ဒီလိုနဲ့ပဲပတ်စံတွေအပြည့်ထည့်ထားတဲ့တကားကိုကင်ပြီးဘာမှမဖြစ်တယ်လို့မျိုးဘန်သေးကနေထွက်လာနိုင်ခဲ့တယ်